အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဆရာမိုးမြင့်ဒုက္ခမိုက်ကလေးရေးသားထားတဲ့ရွာသားမိုက်နဲ့မြို့သားမိုက်ဆိုတဲ့အတန်စာလမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ခံစားပေးကြပါဦးခင်ဗျာကျွန်တော်ကရွာသားဗျမယုံရင်ရွာကဒေါ်ကြီးတာခွေကိုမေးကြည့်လိုက်ပါသူကိုယ်တိုင်လှုပ်ရှုပ်ခါမိခဲခဲနဲ့ဝင်းဆွဲလုပ်ပြီးမွေးပေးခဲ့တာလေသူကလည်းမြို့တွေလိုနတ်တွေမူလီတွေပလျာတွေကွာတွေမလို့ဘူးဒီတိုင်းပဲမွေးပေးနိုင်တယ်သူမွေးပေးခဲ့တဲ့ကလေးတွေကလည်းတရွာလုံးဆိုပါတော့ဒါရင်မကသေးဘူးဗျရွာနီးချုပ်ဆက်မှာကသူကနာမည်ကြီးသူမပါရင်ငပိရဟင်းမပါတဲ့ဟင်းတပွဲလို့အရသာမရှိဘူးတဲ့ဒါကြောင့်ကျွန်တော်ကလည်းသူပဲမွေးပေးခဲ့တာပေါ့နာမည်လည်းသူကိုယ်တိုင်ပေးခဲ့တာလေသူမွေးပေးဖို့သမျှတွေထဲမှာအလုတ်ရှုပ်ရဆုံးခေါင်းရှုပ်ရဆုံးမို့ချက်စနိုးလေးနဲ့ပေးခဲ့တာကအမိုက်လေးတဲ့ဗျရွာသားဆိုပေမဲ့အထင်းတော့မတေးလိုက်ပါနဲ့ကျွန်တော်ကလေးတန်းတဝက်အောင်တဝက်ကြားဗျအဲ့လိုတော်တော်လဲမိဘတွေကငါသားမိုက်လေးရဲ့မင်းဒီလောက်ပညာတတ်နေမှာတော့မင်းကိုဒီတိုင်းကြည့်နေလို့မရဘူးဒီထက်အဆင့်မြင့်တဲ့နေရာတွေမှာထားပေးမယ်ဆိုပြီးကျွန်တော်ကိုဆေးချောင်းထားပေးတော့တာပေါ့ဆေးချောင်းဆိုတော့ရိုးရိုးချောင်းတွေထွက်ပုံမြင့်နေလေအရင်ကတက်ခဲ့ရတဲ့ချောင်းကတစ်ထပ်ချောင်းလေအခုတက်နေတဲ့ချောင်းကနှစ်ထပ်ချောင်းအဲ့ဒီမှာလေးနှစ်တိတိပညာသင်ယူခဲ့ရတဲ့အမိုက်လေးဗျချောင်းထိုင်ဆရာတော်ကလည်းအမိုက်လေးကြီးချောင်းကိုတေချဆေးกว่าစေတနာလေးလည်းပအောင်လို့ဒါမှကုသိုလ်တွေအများကြီးရပြီးနောင်ဘဝနတ်ပြည်ရောက်မှာအဲ့ဒါကြရင်နတ်သမီးတစ်ဖက်900နဲ့မင်းပြောရမှာတဲ့ဆရာတော်ရဲ့စကားကြတော့ဝင်းတာမိတာပြောမနေပါနဲ့အဖေနဲ့အမေကိုလည်းဒီလိုရှင်းမြင့်တဲ့ဆေးချောင်းကိုထားပေးလို့ဆိုပြီးကျေးဇူးတွေတင်လို့ပေါ့ဘာဖြစ်လို့လဲဆိုတော့နတ်သမီးတစ်ဖက်900နဲ့စမ်းရမှာလေလေဗျာခမည်းတော်ပဲစဉ်းစားကြည့်ပေါ့ဒီလိုနေရာမျိုးရဖို့ဆိုတာအတော်မလွယ်တဲ့ကိစ္စလေကျွန်တော်သားလျင်အခုလိုဆေးချောင်းတက်ခွင့်ရပြီးနေ့စဉ်နေ့တိုင်းကျောင်းကိုရေနဲ့တန့်စင်အောင်ဆေးကြောခွင့်ရတာလေဗျာအဲ့လိုကျောင်းဆေးတဲ့အလုပ်ဆိုတာလူတိုင်းလည်းမလုပ်နိုင်ဘူးမဟုတ်လားအဲ့လိုဆေးချောင်းကျောင်းဆေးသမားလေးဖြစ်နေ၄နှစ်တိုင်တက်ခဲ့ပြီးမိဘတွေကိုအလုပ်ကျွေးပြုဖို့ဆေးချောင်းကနေထွက်ခဲ့တယ်မိဘတွေကလည်းသူတို့ရဲ့တားလူလပညာတတ်လေးကိုအပြင်အလုပ်လုပ်ရင်ပင်ပန်းမှဆိုလို့ဆိုပြီးငါသားရဲ့မင်းလည်းပညာတတ်နေမှာပဲဒါကြောင့်ကျောင်းဆရာလေးပါလေးလုပ်ပါလားတဲ့ကျွန်တော်ကလည်းမိဘစကားကိုနားထောင်သူဆိုတော့မငင်းခဲ့ပါဘူးလုပ်ပါမယ်ဆိုပြီးကျောင်းဆရာဖြစ်နေနှစ်နှစ်တိတိလုပ်ခဲ့ပြန်တယ်နေရတာကရခိုင်ရိုးမှနှုတ်ခမ်းမိဘတွေလုပ်တဲ့လုပ်ကတောင်ယာလေယာဓာမခုတ်အဲ့ဒီတော့ရိုးမတောင်တန်းနေကြမှာတောင်ယာခင်းနေခုတ်ပြီးနှမ်းစပားပြောင်းတခွာပဲစင်းကုံစတာတွေကိုစိုက်ကြကျဲကြတာပေါ့တောင်ယာခုတ်ထားရင်ပြစ်ထားလို့မရပြန်ဘူးဒါကြောင့်မိသားစုလိုက်တောင်ယာထဲမှာတွားနေကြတယ်မိဘတွေကတောင်ယာထဲမှာလှုပ်လှုပ်ကြတယ်ကျွန်တော်ကတော့ကျောင်းဆရာဆိုတဲ့အတိုင်းသူတို့တောင်ယာအလုပ်ကိုကုမလုပ်နိုင်ဘူးဘယ်လို့ဖြစ်ပါမလဲဗျာမွေးထားတဲ့နွားအကောင်90ကိုကျွန်တော်တယောက်တည်းဒိုင်းခံကြောင်းရတာလေရခိုင်ရိုးမဆိုတာလဲတီးတဲ့အတိုင်းပဲတောကြီးတောင်ကြီးတွေပေါ်မှာပေါ့မိုးတွင်းပဲမိုးရွာပြီးဆိုကြောက်စရာပိုကောင်းသေးတရွာလုံးတထောင်လုံးမှောင်မဲပြီးကိုရှိကနွားတွေတောင်မမြင်ရတဲ့လောက်ပဲတက်ရွက်တက်ခက်ပေါ်ကျတဲ့မိုးပေါက်တန်တွေတောင်ကြချောင်းတွေမြောင်းတွေရဲ့ရေစီးတန်တွေကဆူညာပြီးနွားမှဆွဲထားတဲ့ခလောက်တန်တွေတောင်မကြားဘူးတခါဆိုမိုးကရွာနွားကပြောက်လူကလည်းအသွေးသားတွေခန်းချောက်နေတဲ့လူတေကောင်လိုတကိုယ်လုံးအေးဆက်လို့ဒါပေမဲ့လည်းကိုကကျောင်းဆရာအဖြစ်တာဝန်ယူထားတော့ကိုတာဝန်ကိုကြည့်ဝေးခြင်းနဲ့ဒါကြောင့်ဘလောက်ပဲအေးခဲနေပါစေကိုနွားတွေကိုမတွေ့အောင်ရှာပြီးခြံထဲအရောက်သွင်းမြဲပေါ်ကျောင်းဆရာလောက်တာနှစ်နှစ်လောက်ရှိလာတော့နွားပြောက်ရှာတဲ့ဒုက္ခမိုးရွာရင်ဖားနေပူရင်ပြားဖြစ်ရတဲ့ဒုက္ခဖြုတ်ကြိုက်ချင်ကြိုက်မှက်ကြိုက်ခံရတဲ့ဒုက္ခအဲ့လိုဒုက္ခတွေကိုတွေ့မြင်ပြီးညင်းငွေလာခဲ့ပြန်တယ်မိဘတွေကိုဒီအကြောင်းလေးပြောပြမိတော့မိဘတွေကလည်းကျွန်တော်အလွန်ချစ်ချပါတယ်ငါသားရေမင်းကဆေးချောင်းထားလဲခဏလေးနဲ့ထွက်လာတယ်ကျောင်းဆရာလောက်ခိုင်းပြန်တော့လဲဖင်ကမငြင်ပြန်အဲ့ဒီတော့မင်းကြောက်ရောင်းဖို့ပြင်တော့တဲ့မိဘစကားဆိုမြေဝယ်မကြနားထောင်တတ်တဲ့တားလိမ်မှာပညာတတ်လေးဆိုတော့ဟုတ်ကဲ့ကျွန်တော်ရောင်းပါမယ်ပေါ့ဒီတစ်ခါကြောက်ရောင်းရတာအစင်တော့ပြေးသားဗျအရင်တုန်းကလိုပေပေဆုပ်ဆုပ်လေးမဟုတ်တော့ဘူးပြောင်ပြောင်ရောင်ရောင်လေးလည်းဖြစ်လာပြီပြီးတော့ပို့ပြီးထူးခြားတာကဘဲတော်ဘာလို့ဦးစားပေးခိုင်းရခြင်းပဲစားစရာတောက်စရာဆိုလဲဘုန်းကြီးပွဲကြပေါ့ဗျာအကောင်းတွေကြီးပဲစားတော့ရတာလေဒါကလည်းဆရာတော်ဘုရားရဲ့အရှိန်ပေါ့ဆရာတော်ကသူ့ចောင်းသားတွေကိုသူစားတယ်လို့မကြွေးလို့ကတော့အဲ့ဒီအလူရှင်နေစရာနေရာမရှိဖြစ်သွားမှလေဆရာတော်ကလည်းဟောစာတက္ကမနဲ့ပြည်စုံတော့ရွာနီးချုပ်ဆက်ဖိမိန်တော်အောင်ကြောက်ကြရတာလေဒါကြောင့်ကျွန်တော်တို့လိုကြောက်ရောင်းနေတဲ့သူတွေကိုဦးစားပေးခံရတာပေါ့ဗျာကြောက်ရောင်းတာနှစ်ကလေးကြာလာတော့ရွယ်လေးရလည်းရလာပြီပေါ့အသက်ကိုပြန်တွေ့ကြည့်ရင်20ပြည့်ဖို့နီးလာပြီလူပြိုစိတ်ကလေးဝင်လာပြီပေါ့ဗျာပိုးကျင်ပန်းကျင်စိတ်ကလေးတွေကလည်းရစနဲ့ကြီးထွားလာခဲ့ပြီပေါ့ကိုကလည်းရထဲရွာတဲ့နေသူမဟုတ်တော့ပိုးရပန်းရအတွက်အခက်တွေ့နေရတယ်။ကျောင်းကိုဆွမ်းလာဖို့ရေလာပို့တဲ့အချိန်လေးပိုးရပန်းရမလားတွေးမိတယ်။ဆရာတော်ကအနားမှာရှိနေပြန်ရော။
ဒီပုံစံတိုင်းဆိုမောင်မိုက်လေးမင်းတည်တဲ့မိမရမှာမဟုတ်ဘူးဆရာတော်စီခွန့်ပန်မှာဖြစ်တော့မယ်ဆိုပြီးခွန့်ပန်ရပြန်တယ်ဆရာတော်ဗျာတပည့်တော်ကြောက်ရောင်းကြောင်းရောက်နေတာနှစ်လေတော်ကြဖို့ဗျာအဲ့ဒီတော့တပည့်တော်ရွာတဲ့ပြန်နေခွင့်ပြုပါဆိုပြီးလျှောက်တော့ဆရာတော်ကလည်းအရေးမပြခင်ကတည်းကအကောင်မြင်နေပြီလေအေးကွာငါလည်းမင်းကိုဒီအကြောင်းပြောမယ်နဲ့မပြောဖြစ်ဘူးဖြစ်နေတာငါကစပြီးပြောလျင်လဲမင်းကိုမနေစေချင်လို့ထင်ပါစိုးမိတယ်အခုမင်းကစလာတော့လဲပြောရတော့မှာပေါ့မင်းရွယ်ကအเจ้าမှမနေတင်တော့ဘူးဟိုကတင်ကားဝက်နေတာကလည်းမဟုတ်တော့လောကထုံးစံအတိုင်းတိုးတက်ကြောင်းကြီးပွားကြောင်းတွေကိုလိုရမယ့်အရွယ်ရောက်နေပြီဒီတော့မင်းကိုဒီရွာမှာမထားဘူးရန်ကုန်ကငါတငယ်ချင်းကျောင်းကိုပို့ပေးမယ်မင်းအဲ့ဒီရန်ကုန်မှာကြီးပွားချမ်းသာတိုးတက်အောင်လုပ်ပြီးတော့ကွာတဲ့ကျွန်တော်အဲ့ဒီလောက်ထိမမှန်းခဲ့တာအမှန်ပါရွာထဲနေပြီးပိုးရပန်းရရင်တော်ပြီလို့တွေးခဲ့တာအခုတော့ရန်ကုန်နဲ့ဆရာတော်ကလွတ်လိုက်လို့သာရောက်လာခဲ့ပေမဲ့ဒီရန်ကုန်ဆိုတာရောတခါမှရောက်ဘူးတာမဟုတ်ဘူးဆရာတော်ပေးလိုက်တဲ့လိပ်စာကလည်းဘယ်နာထွက်ကြကြံခဲ့မှမသိဘူးအခုမှတပွဲတီးဦးကိုအစရှာမရတယ်လို့ဖြစ်နေပြီကားတွေကလည်းထညက်ခဲပြည့်စိတ်ချီတယ်လို့စီးလို့တန်းလို့နေကလည်းအတော်မြင့်နေပြီဘိုက်ကလည်းဆာဒီတိုင်းဆက်ရှာနေရင်ဘိုက်ထဲကဦးတွေကလေးစားတွေရမ်းဖြစ်ပြီးထအော်သူကအော်လို့ငိုတဲ့သူကငိုဖြစ်တော့မယ်အနီးနာတွေ့တဲ့ထမင်းဆိုင်ဝင်စားမှဖြစ်ချီတော့မယ်ဆရာတော်ကလည်းမှားလိုက်သေးတယ်ထမင်းဆိုင်ဆိုတာတွေတွေ့လို့ဝင်စားရင်ရောင်နှနာလုံးနေနဲ့စားပြီးရင်ပိတ်ဆံပေးရတယ်ပြီးတော့ဈေးလေးပါလေးမေးစားရတယ်တဲ့ဆရာတော်ကသူ့တပည့်ကိုခက်ခက်တွေ့ထားပုံရတယ်သူ့တပည့်ကလေးတန်းတဝက်နဲ့ဆေးချောင်းတက်ပြီးကျောင်းဆရာကြောက်ရောင်းလှုပ်လာတဲ့တပည့်ဆိုတာမေးထားပုံရတယ်ဒါတော့ကတော့အပြော့လေးပါအခုဘာနဲ့စားမှလဲကျွန်တော်စိတ်ထဲဖြင်းကနေဖြစ်သွားတယ်ပါဇက်ပါလို့ထမင်းဝင်စားတာကိုတိလျက်နဲ့ဘာနဲ့စားမလဲတဲ့ကျွန်တော်ဒေါသတွေကိုငားနဲ့လာမြောက်နေတယ်ဒါပေမဲ့လည်းရောက်နေတာကရန်ကုန်ဆိုတော့စိတ်တွေကိုရှော့ချလိုက်ရတယ်ပြီးတော့သူတို့မြို့ကြီးသားတွေကဘာနဲ့စားမလဲမပြောတတ်ဘူးဆရာတော်ဖះကလည်းမှားလိုက်တယ်နှုတ်ချိုတော့ရှိုးတပါတဲ့ဒါကြောင့်ဘာဖြစ်တီးခါမီကိုယ့်ရဲ့နှုတ်ကိုအချိုးသားဆုံးဖြစ်အောင်လုပ်ရပြောလိုက်ရတယ်အကိုပါဇက်နဲ့ပဲစားပါမယ်ဗျာအကိုကလည်းအာကြီးနောက်တာပဲမနောက်ပါဘူးညီလေးရအကိုတို့ကပါဇက်နဲ့ပဲစားရလို့ပါကောင်လေးခေါင်းကုပ်ပြီးဆိုင်နဲ့လှမ်းကြည့်လိုက်တယ်ဆိုင်ထဲကဦးကြီးတယောက်ကခေါင်းညှိပြတယ်ကျွန်တော်ကလည်းသူတို့ရိတ်ကဲကိုခတ်နေတာလေကျွန်တော်နှက်ချလို့မရဘူးဆိုတာတိလို့ခေါင်းညှိပြတာပဲဖြစ်မှာပေါ့ပြီးတော့မှကောင်လေးကကျွန်တော်ထပ်မေးတယ်ဒါဆိုဘိုင်းနဲ့စားမှလဲဒီခါတော့သူမေးတာရှင်းတယ်အဲဒီတော့ဝက်သားနဲ့ပဲစားမယ်ပေါ့ဒါပေမဲ့သူတို့မြို့ကြီးသားတွေကစကားပြောရိုင်းလွှန်းတယ်ကိုယ်ဆိုင်လာတဲ့သူကိုယူသေးလေးစားမှုမရှိဘူးမြို့ကြီးပြကြီးသူတွေကလိန်မာရင်ကြီးတယ်ဆိုပဲအခုတော့ကြည့်ပါဦးများလူတယောက်လုံးကိုမြင်မာလင်းနဲ့ဆရာကြီးဒီဘိုင်းကဝက်ထမင်းနဲ့ပြုတ်ဟိတ်ကောင်မင်းကတောသားဆိုပြီးနှိမ့်ချဆက်ဆံတာလားကွာငါမင်းတို့လိုနှိမ့်ချခြင်းတလို့နှိမ့်လို့ရမယ်တောသားမဟုတ်ဘူးငါရွာသားကွာရွာသားပြီးတော့ထမင်းစားမှကလည်းဝက်မဟုတ်ဘူးလူကွာလူဘဲနဲ့ကွာကိုယ့်ထက်ကြီးတဲ့သူများဝက်လေးပါလေးနဲ့ဟုတ်ကိုကျွန်တော်တောင်းပန်ပါတယ်ဗျာဒီဝမ်းကလူထမင်းစားမိတဲ့ပြုတ်အချိန်မီတောင်းပန်လို့ပေါ့ကွာနှုံးမို့ဆိုအမိုက်လေးချောင်းကောင်းတိမှာဗိုက်စားလို့တော့ဝင်စားလိုက်ရတယ်အဆက်အဟချက်ပြုတ်ကလည်းရွာငပြည့်ချိုနဲ့မြက်ပြုတ်တော့ခရဲမတွေ့ဘူးငပြည့်ချိုကိုမြက်ပြုတ်နဲ့တိုးစားလိုက်ရရင်တော့သူတို့ဆိုင်ကချက်တဲ့ဝက်သားဟင်းတဲ့အစတရမကတာလိုက်မယ်အတွေးများနေလို့မဖြစ်သေးဘူးပြီးရင်ကျောင်းရှာအောင်မှမို့ပတ်စံပေးဖို့မေးတော့ဝက်သားက900ထမင်းဖြူကတပွဲ300လိုက်ပွဲ5ပွဲနဲ့ပေါင်းတော့1800ငပြည့်က100အတုက100အချင်းဟင်းက100ရင်နွေးချမ်းက100စပွဲခက200ထိုင်ခုံခက200ပကာနဲ့ဇွဲငါးခက300လက်ဆေးရီက100အကုန်စုစုပေါင်းလိုက်တော့3500ကျပ်တဲ့သူတို့မြို့ကြီးကလည်းဗျာထမင်းလေးတစ်ခါစားမိပါတယ်တဆိုင်လုံးကုန်ကြစိတ်တွေကိုအကုန်ရှင်းနေရသလားအောင်းမိရတယ်ဟူးမလွယ်ပါလားဗျာဒါတောင်သူတို့ရှေ့မှာပစိုးနဲ့လက်တုပ်ပြခဲ့လို့နှုံးမို့လို့ဆိုလက်တုပ်ခထပ်ပေးရအောင်ပါလေလက်တုပ်တာလောက်ကတော့ကိုပစိုးနဲ့ကိုတုပ်လို့ရတာပဲဆရာတော်ကလည်းမှားလိုက်သေးတယ်ဒါကအပိုးစားလာတဲ့အကုန်မခံနဲ့တဲ့လိုက်ပြီးတော့လည်းမျက်လုံးကဝက်မင်းစည်းစိမ်ခံစားချင်လာပြန်တယ်ဒါပေမဲ့လည်းနေမကုန်ခင်ဆရာတော်ပြောတဲ့အကြောင်းကိုတွေးအောင်ရှာမှဖြစ်မယ်တခြားတဲစရာခိုးစရာလည်းမရှိဘူးမောင်ပေါက်ကျန်းရဲ့စကား3ခွန်းကမေးပါအများစကားရဆိုသလိုလမ်းတွေးတဲ့သူကိုမေးကြည့်အောင်မှပဲကိုတယောက်တည်းရှာနေလို့တွေးရင်တော်သေးရဲ့မတွေးတော့မှ10ပေါင်းမှောက်ကုန်လိမ့်မယ်မျိုးကြီးပြကြီးဆိုတာလူလိမ်လူညာတွေပေါ်တယ်လို့ကြားဖူးထားပြန်တော့တွေးတဲ့လူတိုင်းကိုလည်းမမေးရပြန်ဘူးမမေးရပဲရှာနေပြန်တော့လည်းမတွေ့ဘူးအဲဒီတော့လူရိပ်လူကဲခတ်ပြီးမေးကြည့်မှတော်လိမ့်မယ်ဟိုရှိကလူ2ယောက်ကတော့လူလိမ်တွေမဟုတ်တော့ပါဘူးဝက်စားထားတာကလည်းမင်းသားကအရှုံးပေးရလောက်တယ်သူတို့ကိုပဲအကူအညီတောင်းကြည့်အောင်ပါပဲ
အကိုတို့ခမကျွန်တော်လေရွာကဆရာတော်ပြောတဲ့ဘုန်းကြီးကျောင်းလေးကိုလိုက်ဖို့ပေးပါလားဗျာကျွန်တော်လိပ်စာလေးပျောက်သွားလို့ကိုညီပေးကြပါလားဗျာကိုကရွာသားဆိုတော့အောက်ကျတန်လေးနဲ့မင်းရတာပေါ့ဒါကြောင့်လဲသူတို့ကတယောက်မျက်ဆက်ပြက်ပြပြီးကိုညီပေးလိုက်ကြမယ်ဆိုတဲ့စိတ်သဘောကောင်းတဲ့ညီလေးကိုကိုတို့ကိုညီမယ်အခုကိုတို့ကအလုပ်လေးရှိသေးလို့ကိုတိုင်ကိုကြတော့လိုက်မဖို့ပေးနိုင်ဘူးဒါပေမဲ့ညီလေးတွားလို့ရအောင်အကိုတို့ကလမ်းညွှန်ပေးလိုက်မယ်အဲ့ဒီတော့အကိုတို့ကိုလမ်းညွှန်ခါ9000ပေးရမယ်နော်အကိုတို့ရဲ့9000တော့မလုပ်ပါနဲ့ဗျာရွာဆရာတော်ပေးလိုက်တဲ့ပတ်စံ9000နဲ့ကထမင်းဘိုး3500ပေးလိုက်ရလို့အခု1500ပဲကြာမှာတော့တယ်အဲ့ဒါလေးပဲယူပြီးလမ်းညွှန်ပေးပါလားဗျာဒါဆိုလဲရပါတယ်ရှိသလောက်ပေါ့ဒီတိုင်းသွားဟိုးရှင်နာရောက်ရင်ဘယ်ကို꿰ပြီးရနောက်ကိုရှောက်အဲ့ဒီကနေဘယ်ကို꿰ပြီးတဲတဲသွားအဲ့လိုဆိုညီလေးသွားခြင်းနဲ့ဘုန်းကြီးကြောင့်တွေ့တာမှတ်လိုက်တော့အကိုတို့လည်းလက်ပြီးဟဲ့ရမ်းပြခ9000ကို1500နဲ့ဆက်ပြီးအတနာခံလိုက်လို့ဆရာတော်ပြောတဲ့ဘုန်းကြီးကြောင့်တော့ရောက်ခဲ့ပြီကျောင်းထိုင်ဆရာတော်ကိုရွာကဆရာတော်ပေးလိုက်တဲ့စာလေးရင်ကတ်လိုက်တယ်ဆရာတော်ပြောလိုက်တာအားရှိစရာပဲပြောစာလေးဖတ်ပြီးဆရာတော်ကတကားတော့အမှိုက်လေးကကျောင်းမလာတာပဲတဲ့တပည့်တော်မမှားပါဘူးဖေ။ပိတ်ဆန်1500ပေးပြီးလမ်းပြခိုင်းထားတာပါလို့လျှောက်တော့ဆရာတော်ကထပ်ပြောတယ်။အဲ့ဒါအလိန်ခါရတာတဲ့လေ။အခုရောက်နေတာကတောင်းတကုန်းသွားမှာကလှိုင်တရာတဲ့။ဆရာတော်ကသဘောကောင်းတော့သူ့เจ้าမှာနေခွင့်ပေးမယ်။ဒါပေမဲ့မှတ်ပုံတင်လေးတော့ပြမယ်ဆိုလို့အင်ကြီးချက်ပြီးကြောကုန်းကအမှတ်ကြီးကိုပြလိုက်တယ်။ပြီးတော့ဒီအမှတ်နဲ့မယုံသေးရင်ရွာကဒေါ်ကြီးတာခွေးကိုမေးကြည့်ပါ။သူကိုယ်တိုင်ဝင်းဆွဲတယ်လို့ပြီးမွေးပေးခဲ့တာပါဖေ။လို့လျှောက်တော့ဆရာတော်ကအပြည့်အဝယုံကြည်တဲ့ပုံနဲ့ဟိုဘက်ကကပ္ပိယတွေနေတဲ့နေရာကိုသွားတော့တဲ့ဒီလိုနဲ့ရန်ကုန်မြို့ကြီးမှာနေခွင့်ရခဲ့တယ်ပေါ့ကိုကလည်းဘုန်းကြီးကျောင်းနဲ့အနေနီးသူမို့ဆရာတော်ရဲ့ဝေယဝက်စာတွေလောက်ကင်ပေးဝေကြီးဝငယ်တွေပြုတ်ပေးနင်းပေးနှိပ်ပေးဆရာတော်ခိုင်းသမျှတွေကိုမညိုမညင်နဲ့လောက်ကင်ပေးတော့ဆရာတော်ကလည်းသဘောကျလို့မုံဖိုးပဲဖိုးလေးပေးပေါ့အဲ့ဒါလေးတွေစုထားပြီးမရောက်ဘူးသေးတဲ့နေရာတွေသွားဖို့လေအဲ့လိုအပြင်သွားတိုင်းဆရာတော်ကမှားရှာတယ်တကောင်မိုက်လေးကြီးလိုင်းကားပေါ်ရောက်ရင်တတိထားကွယ်ကပတ်နှိုက်တွေပေါ်တယ်တဲ့ဆရာတော်ကဒါစိတ်မချလို့မှားရှာတာဒီကအမိုက်လေးကလူကဲခတ်မညံ့ပါဘူးကပတ်နှိုက်ယုံနဲ့လူကောင်းယုံလောက်တော့ခွဲခြားတတ်ပါသေးတယ်ဒါကြောင့်မို့ဘဲတော့အေးစစ်စစ်ပါပဲအခုလဲကဘာအေးဖះကိုသွားဖို့မလို့လိုင်းကားပေါ်ရောက်နေပြီကပတ်နှိုက်ဆိုတဲ့ကောင်တွေရိပ်ရောင်တောင်မတွေ့ရဘူးသူတို့ရန်ကတော့အဆင်ပြေနေတယ်အဆင်မပြေတာတခုကကားစပေရပဲကားခအတွက်900တန်ပေးထားတာကိုအကျွေးမရှိသေးလို့ဆိုပြီးခုချိန်ထိပြန်မန်းသေးဘူးတောသားတွေဆိုပြီးနှက်ချခြင်းပုံရတယ်တောသားမဟုတ်တဲ့ရွာသားမိုက်လေးခံရပေါင်းများနေပြီဒီခါတော့မရရေးချမရတော့ဘူးဒါကြောင့်ကျွန်တော်လှမ်းအောင်တောင်းလိုက်တယ်အဲ့တော့စပယ်ကခမ ्या ကအော်ကြီးဟစ်ကျင်တယ်ဘယ်လိုဖြစ်တာလဲခမ ्या ပိတ်ဆံပြန်အားမှာပေါ့ဒီမှာအကျွေးမရှိသေးလို့ပါဆိုနေအလုတ်ကိုရှုပ်တယ်သူကပဲဟင်းလားဟောက်လားနဲ့အမိုက်လေးကလည်းနှုတ်မတွန့်လူသားဆိုတော့ခမ ्या ကားကိုစီးနေရတယ်ဆိုပြီးဟင်းလားဟောက်လားလုံမနေနဲ့ကျုပ်တို့ရွာမှာဆိုကြိုက်တဲ့လဲကိုဇိမ်နဲ့တစ်စီပိတ်ဆံတစ်ပြားမှမပေးရဘူးအခုကဖျားဖူးချင်လို့တာ200ပေးပြီးငပိတိတ်ငချင်တိတ်အတိတ်ခံစီးရတာဗျအခုမှရွာသားနဲ့လာတွေ့နေတယ်ရော့ခမ ्या ပိတ်ဆံ300ဒီလိုလာချိုးလို့ဘယ်ရမလဲအဲ့လိုမညာပန်းပြောလိုက်တော့သဘောကျလို့အားလုံးကထောက်ခံနေကြတယ်ပြီးတော့ခန့်တန်လူငယ်လေး3-4ယောက်လောက်ကျွန်တော်နောက်ကိုပြေးကပ်လာတယ်အခုပြောတာသူတို့သဘောကျတယ်ထောက်ခံတယ်အဲ့လိုပြောပြမှဒီကောင်တွေကတန်ခါကြတယ်ဆိုတဲ့အကြည့်တွေနဲ့ကြည့်ပြီးပြောပြကြတယ်ခဏလောက်ကြာတော့ကဘာကြီးခီးတဲ့ဒီမှာဆင်းမယ်ဆိုတဲ့ကားစပီယာတန်ကြားတာနဲ့ကျွန်တော်အတင်းဆင်းလိုက်တယ်ဖះပေါ်ရောက်တော့ဖះဝဲပြုတ်ဆူတောင်းအမြောက်ဝေပြီးတော့ဖះကိုပတ်ပတ်လဲရှောက်ကြည့်ပေါ့လေပြန်ခါနီးဖះဝဲပြုတ်ပြီးအလူငွေထဲ့မဲ့ကြတော့အင်းကြီးအိတ်လေးကအကွဲသားလေးဖြစ်နေတယ်မနေ့တုန်းကခပတ်နှက်ရံကလွတ်အောင်လုံခြုံစိတ်ချတဲ့အင်းကြီးကိုတေးသေးချာချာဝဲခဲ့တယ်အခုတော့အိတ်ကလေးကပေါက်နေပြီတန်တော့ကားပေါ်ကဆင်းကနီးပြေးကပ်လာတဲ့လူငယ်တန်တစုဟာခပတ်နှိုက်တွေပဲဖြစ်ရမယ်သူတို့မလာခင်အိတ်ကဘာမှမဖြစ်သေးဘူး။ဩအမိုက်လေးမင်းကလူအကဲခတ်တဲတော်တာပါလားနော်။ကိုကိုများအားကိုးတဲ့ကြီးတွေနဲ့ကတ်လာတာလေ။အေးပေါ့လေကိုစီကရမှစားမဲ့သူတွေဆိုတော့အားကိုးကြီးတွေပဲပေါ့။ကားစပယ်ပြန်ဟန်းနဲ့3ယောက်ကိုခါးကြလိတ်ထားမိလို့တော်သေးတယ်။နို့မို့ဆိုကြောင်းပြန်ရောက်မှာမဟုတ်တော့ဘူး။ဟူးရန်ကုန်မလွယ်ပါလားရန်ကုန်ရဲ့ရန်ကုန်ဆိုတဲ့ရွှေမျိုးတော်ကြီးမှာနေတာနည်းနည်းကြာလာတော့လူကလဲကျင်လာပြီအဲဒီတော့ငါတလောက်လဲရင်ပြင်ထွက်အလုပ်စားလို့ရပြီဆိုပြီးကိုတတ်မှတ်လိုက်တယ်ပြီးတော့ထမင်းဆိုင်တစ်ဆိုင်မှာအလုပ်ဝင်လုပ်ခဲ့တယ်လေစားလို့ချင်းမှာတော့ရောင်နာနာပေါ့အလုပ်တက်တန်းလေးရင့်လာတော့ပါတဲ့ခိုးတဲ့လူလဲကြတတ်လာပြီထမင်းလာစားတဲ့သူတွေနဲ့လည်းပြောတဲ့ဆိုတဲ့ခြူတတ်လာပြီထမင်းပွဲဟင်းပွဲတွေကိုခင်းတက်ကျင်းတက်ပြင်တက်ဆင်တက်လာပြီချက်ပြုတ်တဲ့နေရာတွေကိုတွားပြီးဟင်းစားမြည်တတ်နေပြီ
ဆိုင်ရှင်နဲ့မျက်နှာရိပ်မျက်နှာကဲကိုလည်းကျွမ်းကျင်ဆုံးခတ်တတ်နေပြီလေဆိုင်ပိုင်ရှင်သမီးမရှိချော်လေးရဲ့မျက်နှာရိပ်မျက်နှာကဲဆိုပို့ပြီးခတ်တတ်သေးတယ်ခတ်တတ်မှာပေါ့ဗျာအလကားနေဒီမျက်နှာလေးကိုပဲရိတ်တကြီးကြီးကြည့်နေမိတာကိုရုပ်ကလေးကလည်းချောဥစ္စာကလည်းပေါ်ဝတ်တာစားတာကလည်းရိုးရိုးသားသားပါပဲသူ့မှာရှိသမျှအကုန်ဖော်ပြထားတယ်ဒါအတော်ရိုးသားလို့သူ့မှာရှိသမျှအကုန်ဖော်ပြရဲတာပေါ့ဗျာမရိုးသားရင်ဖုံးထားမှာပေါ့နော်ဒီနေ့သူ့မျက်နှာလေးကိုပဲထိုင်ကြည့်နေမိတယ်သူ့မျက်နှာလေးကိုမြင်လိုက်တိုင်းလဲရင်ထဲမှာတမျိုးကြီးဗျဟင်းဘယ်လိုပြောရမလဲ6ကားမကြီးတဲ့ခုံချနေရတယ်လို့မျိုးဖြစ်ပြီးအတိတ်ရှူမဝအောင်ဖြစ်နေမိတာလေဒါကိုသူကတီးနေပုံရတယ်ကျွန်တော်မြင်နိုင်ပြုံးပြနေတာမှတပတ်လောက်ရှိပြီဗျထူးတော့ထူးနေပြီသူကျွန်တော်သဘောကျနေတာဖြစ်ရမယ်သူအပြုံသူ့မူရာကရိုးသားစ조사ပညာတတ်လူလယ်လေးဖြစ်တဲ့ကျွန်တော်ကိုကြိတ်ကြွေနေတာသိကြတယ်အမိုက်လေးကလည်းလူကဲခတ်မညံ့ဘူးလေမှန်းလိုက်သမျှလွဲတယ်ဆိုတာမရှိဘူးအခုကလည်းကွတ်တိခွန်းကြပဲဖြစ်မှာပါရှင်ကျမကိုဘာလို့အမြင်ကြည့်နေတာလဲတခါမှစကားမပြောဘူးတဲ့သူကအခုလိုမေးလာတော့လဲကျွန်တော်မိုက်လေးကလည်းရွာသားဆိုတော့ရိုးသားသားပေါ့သဘောကျလို့ပါခမညာအဲ့လိုရိုးသားပြလိုက်တော့သူ့စီကဘလို့မှမမျှော်လင့်ထားတဲ့စကားတစ်ခွန်းထွက်လာတယ်အဲ့ဒါကဒါဆိုရင်သူ့ကိုလက်ထနိုင်မလားတဲ့ပျော်ပြီပေါ့ဗျာရွှေစင်ရုပ်ထုလေးလိုချောမောလှပတဲ့တထေးသမီးနဲ့လက်ထခွင့်ရမှာဘယ်သူကညင်းမှမလဲကျွန်တော်နေရာမှာခမရတို့ဆိုရင်လည်းညင်းမှမဟုတ်ပါဘူးဒါကြောင့်အမောင်မိုက်ကလေးကလည်းမငင်းခဲ့တာပေါ့ဗျာသူ့ဆန္ဒကိုလိုက်ရောပေးပါမယ်ပေါ့အဲ့တော့သူကစီစဉ်စရာရှိတာတွေအကုန်စီစဉ်လိုက်တယ်သူမိဘတွေကလည်းသဘောထားကောင်းတော့သူတို့သမီးလေးရဲ့လိုကြအတိုင်းအကုန်လိုက်လို့ပေးတယ်မင်္ဂလာပွဲတော့မကျင်းပချင်ဘူးတဲ့ရုံးတဲ့လက်မှတ်ထိုးလောက်ပဲလုပ်မယ်တဲ့လေသူတို့ကကောင်းမယ်ထင်လို့စီစဉ်တာဆိုတော့သူတို့သဘောပေါ့ဒါနဲ့ရုံးတဲ့လက်မှတ်ထိုးလက်ထလိုက်ကြတာပေါ့ဗျာသူများတွေလက်မှတ်ထိုးရင်စာချုပ်ဘယ်နှဆောင်ထိုးရမလဲမသိဘူးကျွန်တော်ကတော့၄ဆောင်ကိုထိုးရတာပြုပထမ2ဆောင်ကသူ့ကိုသက်စာရှိနဲ့ရိုးမြေကြပေါင်းတင်မှမယ်ဆိုတဲ့ဂရိစာချုပ်ဒုတိယ2ဆောင်မှာတော့ဘာတွေရေးထားလဲမသိဘူးဗျစာတွေကိုမမြင်အောင်အပေါ်ကစာရွက်ဖြူလေးတစ်ခုနဲ့အုပ်ထားတယ်ဒါလည်းပထမစာလို့ဖြစ်မှာပဲဆိုရင်ဘာမှမမေးပဲလက်မှတ်ထိုးပေးလိုက်တယ်လေရုံးကိစ္စတွေပြီးတော့လူတွေရမ်းစီကားတဲ့နေရာကိုခေါ်သွားတယ်ကျွန်တော်အထင်ပြောရရင်ဖះပွဲများရောက်နေသလားအောက်မရရတယ်စီကားလိုက်တဲ့လူတွေဗျာသူတို့ပြောမှဆေးကန်းဆိုလားဆေးရုံဆိုလားတီးရတယ်လေသူတို့ပြန်ထွက်လာတော့ကျွန်တော်လှမ်းပြောလိုက်တယ်ရှင်ကလေးဖေဖြစ်ပြီတဲ့သူ့မှာကိုဝင်3လရှိပြီတဲ့အခုဒီဆေးကန်းမှာ OG ဆိုလားဘာကြီးဆိုလားအထားပြီးပြီတဲ့ဘုတ်တော့သူ့ဆိုင်မှာအလုံးဝင်တာမှ2လရှိသေးတယ်အခုသူ့မှာ3လတဲ့ဟိုတလကဘယ်ကနေပြန်တို့လပြန်တို့ဝင်လာပါလေပြီးတော့သူနဲ့ကျွန်တော်နဲ့ကလည်းအခုမှစကားပြောဖူးတာသူကသဘောကျလားလက်ထမလားဆိုလို့ဒါအခုလိုဖြတ်သွားတာလေဒါပေမဲ့လေရေကန်အသင်းကြာအသင်းဆိုတာဒါမျိုးပြောတာဖြစ်မှာပါမိမလည်းရအောင်မယ်တထေးတမဲလည်းဖြစ်ရအောင်မယ်နောက်တစ်ခါကလေးပါဆက်ရလိုက်သေးတယ်တိုးတက်နေတဲ့ခေကြီးဘူးဗျဒီလောက်တော့ရှိမှာပေါ့မနာလို့မဖြစ်နဲ့ကို့ဆူတောင်းနဲ့ကိုလာကြတာလေခမ ्या တို့လည်းကျွန်တော်အမိုက်လေးလို့ဖြစ်ချင်ရင်ဆူတောင်းပေါ့ဆိုင်ပြန်ရောက်တယ်ဆိုရင်လည်းအထုပ်ထုပ်နဲ့စာရွက်တစ်ခုလှမ်းပေးတယ်စာရွက်လေးကိုဖြည့်ကြည့်တော့ကွာရှင်းစာချုပ်တဲ့ဒီစာချုပ်ကဘယ်ကနေရောက်လာတယ်လဲကျွန်တော်မသိဘူးအောက်မှာထိုးထားတဲ့လက်မှတ်ကတော့ကျွန်တော်ရဲ့လက်မှတ်စစ်စစ်ဗျမောင်ကန်ကောင်းအမိုက်လေးတထေးသမီးနဲ့ညာလို့တထေးသမီးဖြစ်ပြီးဆိုပြီးကြွားလုံးထုတ်မဲ့ကြံကားရှိသေးကွာရှင်းစာချုပ်လေးနဲ့အတူဆိုင်ထဲကနေမောင်းထုတ်ခံလေးရတယ်သူများတွေပြောတာကကလေးအဖေမရှိလို့မင်းကိုအငှားအဖေဖြစ်သုံးချလိုက်တာတဲ့လူကဲခတ်တော်တဲ့အမိုက်လေးမင်းရဲ့အကဲခတ်မှုတွေကတော်ပြီးရင်တော်ရင်မှာပဲလားကွယ်ဩအမိုက်ရွာမှာနေတော့ကအဟုတ်သားဈေးကြောင်တက်လိုက်ကျောင်းဆရာလှုပ်လိုက်ကြောက်ရောင်းလိုက်အစင်ကိုပြေးလို့မနေနိုင်မထိုင်နိုင်ရွာစီထိုးပြီးမိမပိုးကျင်တော့အခုရန်ကုန်ဆိုတာယူအပုတ်ခံရတယ်ကိုထိုင်နဲ့ကိုကခံမေအောင်ပေါ့ဇရိုက်မတူညီတဲ့လူဒန်းစားအလှော်တီးတီးကိုအကဲခတ်ခဲ့သမျှတပွဲမှမလှခဲ့ဘူးအလွဲချောတွေကြီးပါပဲဘယ်ပွဲတွေဘလို့ပဲလွဲခဲ့ဘာတစ်ခုမှမခံစားရပေမဲ့ဒီတစ်ခါလွဲခဲ့တဲ့အလွဲကတော့ရင်ထဲမှာခံစားရဆုံးပဲနာကျင်ကြေကွဲရဆုံးခမ ्या တို့ပဲစဉ်းစားကြည့်ပေါ့လူပြိုစစ်တခုလက်ကလေးတယောက်ဖေးတဲ့ဗျာလူတစ်ဖက်သားကိုငဲ့ညာရမှန်းစာနာရမှန်းတနာရမှန်းမတိတဲ့ခမ ्या တို့ရဲ့ဒလေထုံးတန်းဆင့်လာကြီးကိုရွာသားမိုက်လေးကြောက်သွားပါပြီခေါင်းကြည့်ရင်ခေါင်းစားအမိကြည့်ရင်အမိစားရတဲ့ခမ ्या တို့ရဲ့အကျင့်စရိုက်တွေကိုရွာသားမိုက်လေးလက်မြောက်ရှုံးပေးလိုက်ပါပြီဘသူတေငတေမာရင်ပြီးရောဆိုပြီးကိုတဖို့ရဲတာကြီးတတ်တဲ့ခမ ्या တို့ရဲ့ယဉ်ကျေးမှုကြီးကိုရွာသားမိုက်လေးဟောနှလုံးနာမိပါပြီတကယ်တော့ခမ ्या တို့လိုအကြံဖန်သမားအမြတ်ကြီးစားတွေဟာလောကကြီးကိုညဉ့်ညမ်းအောင်ပြုလုပ်နေကြတဲ့အမိုက်တွေပါပဲကျွန်တော်တို့ရဲ့တာယာလှပပြီးချစ်စရာကောင်းတဲ့လောကကြီးဟာခမ ्या တို့လိုအတ္တသမားတွေအချောင်စားတွေရှိနေလို့
အယုတ်ဆိုးအကြီးတန်းသွားရတာပါပဲဒါကြောင့်ခမည်းတော်လိုရုပ်တည်ကြီးနဲ့လိန်တက်ညာတက်ရုပ်မှကောက်ကျစ်တတ်တဲ့မြို့ကြီးအမိုက်တွေကိုကြောက်လွှမ်းတာကြောင့်ရွာသားအမိုက်ကလေးဟာဆေးကြောင်းတက်ကျောင်းဆရာလို့ကြောက်ရောင်းရန်အတွက်ရွာကိုပြန်သွားပါကြောင်းဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှတင်ဆက်ပေးခဲ့တဲ့ဆရာမိုးမြင့်ဒုက္ခအမိုက်ကလေးရေးသားထားတဲ့တန်ဆာလန်းလေးကတော့ဒီမှာနေပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ခင်ဗျာဒီဇာလန်းလေးကိုရေးသားပေးခဲ့တဲ့ဆရာမိုးမြင့်ဒုက္ခအမိုက်လေးကိုလည်းကျေးဇူးထူးနဲ့မှတင်ရှိပါတယ်ခင်ဗျာ